camp ပေါ့နော်ကျွန်တော်ဒီချင်တော့ camp ရဲ့အလားတရားကိုပြောတာပေါ့နော်ဂိမ်းတိုင်းကျွန်တော်ပြသွားမှာပဲဖြစ်ပါတယ်လာနေရသည်ကျွန်တော်ကမ်ဖက်ပေါ်နော်လှပနေဒီကျွန်တော်ကမ်လေးပြပါတယ်တကယ်ပဲဟောပါမှာကျွန်တော်တို့နေရတာဖြစ်ပါတယ်ကဲတရားလှပရတဲ့ game လေးပေါ့နော်ဒီဟာကျွန်တော်တို့စားရမယ်ကော်ကာတီလေးပဲဖြစ်ပါတယ်ဒီမှာတောင်ပေါ်သားရအားလုံးချင်းဒေတာတော့တောင်ပေါ်သားရအားလုံးတတိယမယ်လို့တော့ကျွန်တော်ယုံကြည်ရပါတော့ဒီမှာငပြောပင်လေးတွေပင်နဲ့ပင်လေးတွေဒီမှာရှိနေတယ်တကယ်ကိုရလိုပဲပေါ့နော်